အားလုံးပဲမင်္ဂလာပါခင်ဗျာ UNESCO စီးရင်ဝင်မြမရိုးရအတာတကြံကိုကြိုးစိုးဂုဏ်ပြုတဲ့အနေနဲ့ကျင်းပတဲ့ရွှေနန်းတော်ရဲ့စိန်ရွှေရတနာမဟာတကြံအထူးစည်းရောင်းပွဲတော်ကြီးကိုဧပြီလ4ရက်နေ့မှဧပြီလ8ရက်နေ့ထိနေပြည်တော်တပြေကုန်းဈေးနီးမှာရှိတဲ့ရွှေနန်းတော်ဆိုင်ခွဲမှာ9ရက်တိုင်စီကားတိုက်မြိုက်စွာကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်။တန်းတော်ကနေကက်စတမာများကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့9ရက်အတွင်းကို9ထက်ကွမ်း3,900မြစ်တာလက်ဆောင်များကိုလည်းပေးရသွားမှာဖြစ်ပါတယ်။ဒါအပြင်ရွှေတွေဝယ်ယူမယ်ဆိုလို့ရှိရင်လည်း9,000မှ9သိန်းကျပ်အထိစိန်တွေဝယ်ယူမယ်ဆိုလို့ရှိရင်3သိန်းမှ10သိန်းကျပ်အထိမြစ်တာလက်ဆောင်များပေးရသွားမှာဖြစ်ပါတယ်။စိန်တွေဝယ်ယူမဲ့ကက်စတမာများအတွက်လည်း25% discount ထိပေးရမှာဖြစ်ပြီးတော့အယောင်းအလဲကိုလည်း0% လုပ်ပေးမှာဆိုတော့အရန်ကိုထူးခြားတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ပြီးတော့စိန်တယ်ဝယ်ယူပြီးလို့ပထမနှစ်မှာဆိုလို့ရှိရင်အမြတ်1% ပေးရမှာဖြစ်ပြီးတော့ဒုတိယနှစ်မှာဆိုလို့ရှိရင်2% တောင်ပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာ9ရက်တွင်းမှာ360ထပ်ဆင့်မြစ်တာလက်ဆောင်များကိုလည်းပေးရသွားမှာပဲဖြစ်ပါတယ်အဲ့ဒါတွေကတော့ပထမစု320ဒုတိယစု15သိန်းတတိယစု10သိန်းပြင်နှစ်သိန်းစု9သိန်း3စုကိုလည်းထပ်မံပြီးပေးရသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ဒီနန်းတော် logo ပါတဲ့ထီးလက်ဆောင်တွေလည်းပေးအောင်ပါနော်။ဒါအပြင်9သိန်းဖို့ဝယ်သူပဲဖြစ်ဖြစ်ရောင်းသူပဲဖြစ်ဖြစ်ရွှေနန်းတော်ဘက်ကနေ3,500မြစ်တာလက်ဆောင်ကူပွန်တွေကိုလည်းထပ်မံပြီးပေးရသွားမှာပဲဖြစ်ပါတယ်။ Loyalty Program စတူဒီတာအကျွေးမွေးတွေလည်းရှိပါသေးတယ်ခင်ဗျာ။ကျွန်တော်ကတော့ဧပြီလ4ရက်နေ့မှာနေပြည်တော်တပြေကုန်းဈေးနီးမှာရှိတဲ့ရွှေနန်းတော်ဆိုင်ခွဲမှာရှိနေပါမယ်ကျွန်တော်အပြင်ဒါအစိုးရတွေမင်းသားမင်းသမီးတွေအပရိသတ်တွေများစွာနဲ့စီကားတိုက်မြိုက်စွာကျင်းပပြုလုပ်မှာဖြစ်တဲ့အတွက်လာရောက်ခဲ့ဖို့အတွက်ကျွန်တော်ကောင်းမြတ်ဆန်ကနေပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ